ခရိယန်လောကကတော့တော်တော်လေးဆိုးနေပါပြီဒီလူနောက်လိုက်တယ်တရားစံတော်ကိုလိုက်တယ်အမျိုးမျိုးသူတို့ရဲ့ဆရာဒေသနာရှင်သူတို့ရဲ့သင်္ဥဆရာကြီးကိုနည်းနည်းလေးဝေဖန်ထောက်ပြလိုက်ရင်သူတို့ကစိတ်ဆိုးတော့တာပဲကျုပ်ရဲ့ဆရာကြီးကကျုပ်ရဲ့ဝိညာဉ်ဖခင်ကျုပ်ရဲ့အဖေကျုပ်ရဲ့ဝိညာဉ်ဖခင်ခင်ဗျာထိကြိုက်မပြောဆိုနဲ့ခင်ဗျာလူတကာကိုဝေဖန်နေတာပဲမဟုတ်ဘူးကျုပ်ကအသင်းတော်ဘာမှမပြောဘူးအသင်းတော်မှာရှိတဲ့လူတွေရဲ့မှားယွင်းခြင်းကိုဆုံးမဩဝါဒပေးတာပါခင်ဗျာဘာမှလိုက်မပြောနဲ့တဲ့လူနောက်လိုက်တဲ့ယောဂါကလည်းကျွန်တော်အသင်းတော်ထဲမှာတွေ့ရတတ်တယ်တော်တော်လေးစိတ်ပြည့်တာကောင်းပါတယ်လူတွေယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်ဘုရားဖြစ်စစ်စစ်စင်စင်ကြည့်ရှုကြပါလို့ပဲပြောပြချင်ပါတယ်